guys, I'm going to hello day. The flat OB slow OB so I can so my fire. Lumen out them did ya. Oh, do I net? Got it. Yo. Oh, 99 so be a me one. Cái 99 so be a me 99 got it. I did for bye. Ôi có cô thu sang nhà cái là cái số này này về miền sông nhà cái này thì mà lấy ra bồi bài quá chỉ lấy ra bồi mới xí rồi chứ thu sang cái gì bé quá mà thu sang nhiều nó blue lắm thì anh ấy sai quá thì là mình biết rõ là đây rồiวัน99ကပေါ့နော်အဲ့ဒီ20ပေါ့နော်အဲ့ဒီကထွက်တာနဲ့ကြာနေပါရဲ့နောက်မှ300ရှိกว่าတိလားစောတာယိုမှန်ဝိုင်းဟာကန်ရမ်းလောက်တာကွာတိလားအာမလေးရှမ်းလောက်တာကွာတိလား99ကပေါ့နော်ကန်မှာစိန်50 350ရှိတယ်ပေါ့နော်အဲ့ဘောင်းစော်ကန် area ဝယ်ဖို့စုထားပါ area ရိုးတိလားဒီဂျိုးသားလေရိုးတိကြမလို့ထားအဲ့ဟိုက ray ကန်ပါတယ်ကွာဒီမှာသူမှာ what the hell อู้အဲ့ဆိုရင်အပန်းဖြူ oh my god ဖြူရကြည့်ပဲမထင်အောင်နော်ကန်လေး Roblox ဆော့ဖို့တိတ်ပြစိတ်ကူးမရှိပါဘူးဘာလို့လဲဆိုတော့ဘာလို့ထည့်ရမှာမထည့်နိုင် favorite ကပေါ့နော်ဘာလို့ထည့်လဲဆိုတော့အရှမ်းမှာခတ်တဲ့ game မျိုးပဲပြန်ထည့်ရတယ်လုံးဝမခတ်တဲ့ game ရောကန်ဘယ်လောက်ပဲကြိုက်ကြထည့်ဒါပေမဲ့99ကိုထည့်ရတယ်ဒီကားစီးဝါမှာဝေးရိုးဘလို့မောင်းမလဲဟိုမိုက်လိုက်တာကားမောင်းလို့ကောင်းတယ်ကားလေးနဲ့ပဲသွားကြည့်နေတိလားအာယိုဆင်းရမှာလေတူ let's go ဒါပဲကန်လေးပါလို့ဆိုဖို့စိတ်ကူးမရှိအောင်ဆိုကန်ကိုအားမပေးကြတော့ဘောနော်လို့ဆောက်ကွာကြလိုက်များတယ်တနည်းနဲ့ဇလန်းသုံးပုတ်လေးပုတ်ပြီးဒါမဲ့ကန်ဘာမှပိတ်ပြီးတော့ကွာဒီလားမရမ်းချင်ပါဘူးဘာလို့ဆိုရင် subscribe ပါလေးရောနေကွာဒီလားကန်ကို subscribe ဟိုဟာလုပ်နေလူတွေပေါ့နော်ကန် subscribe လုပ်ထားတဲ့လူတွေလည်းပြင်ရောပါပဲsubscribe ဒီဆိုရင်တော့ဆိုတရက်ကို subscribe 10ယောက်လောက်တက်ကွာဒီနေ့ subscribe တင်မတက်တာပါဘူးတယောက်တော့မနေတက်နေရော2ရက်လောက်နေမှာတယောက်လောက်တက်တယ်ပေါ့နော်တကယ်ကန်စိတ်ရကြပါပဲကန်လာနောက်ဆုံးလိုက်လေးပြန်များလာရင်ပြန်ဆော့ပါမယ်ဒါအဲ့နောက်ဆုံးဆော့ပြခြင်းလို့ပဲပြောမှန်းမသိဘူးနော်ကန်ရောအိုင်ရောလို့ခေါ်လူတရားတော့ရှိပါရဲ့ကန်လည်းအရင်ပြောပါရဲ့သူလည်းကန်99ဆော့ပါရဲ့ကန်ဝါတိ YouTuber တယောက်ဖြစ်အောင်လုပ်ချင်တယ်စကားပေါ်နေတယ်ခွဲ YouTuber တယောက်ဖြစ်အောင်လုပ်ချင်တယ်ကွာဒီလားဟောဆိုဟိုဘက်ပဲဖြစ်ရမယ်ညာအိုးမှန်ဝိုင်းဒီရှိအများကြီးကြည့်ပြီးဝိလဲချောင်းပဲလုပ်လိုက်ရမှန်ဝါဘယ်ဝါမောင်ဟာယိုရငါလုပ်တာမှန်တယ်ဟာဟောရအိုးတီးဦးတော်အိပ်ပြောနေရမနဲ့ကဖွားရိုးပါပြောကြားတယ်ဒါမဲ့တော့မသိဘူးညီမနဲ့ဆိုလို့မသိဘူးဟုတ်တယ်ညီမနဲ့ဆိုလို့မသိဘူးတော့အစမတွားအောင်နော်ခုမှတွားရည်လားအစတော့ခုလည်း99နဲ့ဆိုပြမလို့ဒါပေမဲ့နည်းနည်းဖြစ်ရမြဟိုက်ပြလာကမှာကွာလားလုံးဝကားလေ99နဲ့ဆိုမှဆိုရင် ray ကန်ကိုရမ်းကြိုက်ပါတယ် ray ကန်လေးကရမ်းစင်ပြေရပေါ့နော်ဒါပေမဲ့သူက4-5ကျတော့ပြရတော့တရအစင်ပြေကတွေးမြန်မရောအောင်တွေးရောနေရပေါ့နော် ray ကန်နဲ့ပြင်ဒါပေမဲ့ray ကန်ရဲ့တော်အစင်ပြေဆက်တယ် ray ကန်ကိုရမ်းကြိုက်ပါတယ်ဝေါ်ခေါ်မလားဆုံးကြီး oh my god ညီကောင်ဝေါ်ခေါ်အောင်ပဲကဲမှာဟိုအားမရှိဘူးနော်တော့ကလောက်မပါဘူးနော်သိလားသူညခုံတယ်လို့ဒီလိုလားမသိဘလို့လဲမသိမခုံတဲ့ဘူးပါသိလားတော့ကလောက်လောက်ထားမယ်သူဒီလိုမျိုးကြီးအဲ့လိုဟာဒါမှမခုံတဲ့ဘူး
အဲ့ဒါလေကွာဒီလားတော့ကလောက်ပါမခုံတယ်မှာရိုးဗီဒီယိုစာဒီလားဗီဒီယိုစာရောကဲအိုက်တော့ကွာရမ်းကြတယ်ဒါမှမဟုတ်အိုက်တော့ရအများကြီးပါပဲကဲ post မှာလည်းတင်ပြပါမယ်မေးကြမေးပါအဲ့ဆိုရင်ဖြေပြပါမယ်ဖြေမှာတော့ဟိုလိုအဲ့လို post ကနေ reply ပြန်ပြီးဖြေမှာမဟုတ်ပါဘူးဗီဒီယိုအနေနဲ့တင်ပြီးတော့ကွာဒီလားဗီဒီယိုတင်ပြီးတော့အဲ့ comment ဖတ်ပြီးတော့ဖြေပြမှာဖြစ်ပါရဲ့ wow straight က35ရောက်လာပါပြီအဲ့လိုဖြေပြမှာပါနော် let's go ဖလတိုင်းအော်ပြီးရလေဆုလို့ကောင်းပါရဲ့ဒါလေးအောင်ဖလတိုင်းအော်ပြီးပေါ့နော်ကဲစလေဖလတိုင်းကိုဖလတိုင်းတင်နေပေါ့နော်ပြီးနေတင်နေနောက်ကျမှဒီ OB ကိုကြည့်လိုက်မှာဖလတိုင်းဖြစ်နေပေါ့နော်ဖလတိုင်းဆိုတော့ဖလတိုင်းစမ်းပါတဲပုံလေးနဲ့ပန်းအောင်လေးနဲ့ဟုတ်ပါကဲပြောစရာတစ်ခုရှိပါတော့ကဲလီစာပေါ့နော်လီစာခုကအနီးဆိုရင်ချင်းတန်းသေးသွားရပေါ့နော်တောက်ဝိုင်းမှာပါရဲ့လီစာဖြူဆိုရင်တော့တချင်းတန်းမသေးသွားဘူးနော်တွေးပဲရောပါပဲလီစာရဲ့မျိုးစားအများကြီးရှိရကွာဒီလားဒီ Roblox မှာအပြောင်းလေးရှိအပြောင်းအဖြူအောင်နဲ့တူပဲကွာဒါမဲ့အဝမ်းလည်းရှိပါသေးတယ်ဝမ်းတချင်းတန်းသေးသွားပါလေးစားလေဒီ Roblox မှာခင်းရအောင်လည်းရှိပါသေးတယ်ခင်းရကြချင်းသေးသွားပါရဲ့ရိုးတော့တီးချင်မှတီးပါဘောနော်ခင်းရတီးပါရဲ့ကန် OB တစ်ခုမှာပေါ့ညမြင်ဘူးလို့ဟိုနားလေးဝုန်းရုပ်ကြည့်ဟာသေးပါပြီဟိုနားလေးဝုန်းရုပ်လေကန်ဆော့ညာ85ရာခိုင်နှုန်းတော့ရှိနေပြီကွက်တိလားနိုင်တော့ပါဟိုးနိုင်တော့မဲ့တာပြောအိုးဒီမှာလူတယောက်တူသူခုံချလူလိုက်ခုံချလိုက်ဟုတ်လေပြတ်ပါလားငါမသိခဲ့ဘူး I'm so sorry guys I'm sorry where ယောက်ျားလေးပဲမိန်းကလေးထင်ပါwow မရဘူးဘာလို့မရလဲအဲ့ရောနည်းခေါင်းစားရကွာယို shit ဟေးတူကလေးမလေးဘလို့အောင်မြောင်ဖြတ်ကျော်လာတယ်မသိကွာဒီလားဟောဒီလိုလားကျေးဇူးပါရှင့်နေလမ်းပြဦးဆောင်လုပ်ပေးသွားတော့နော် let's go ရှောက်ပြီဟိုသူ့မှာဝင်းရလေးရှိရတယ်ဟဲ့တဲဝင်းကိုဘယ်သူပဲရလဲမသိဘူးကဲတော့မရသေးဘူးကွာဒီလားoh my god သူ့မှာဝင်းရလေးရှိရတယ်ကဲတော့မရသေးဘူး let's go ဒီလေးသားကြီးလဲနေပါကွာအေးဆေးပါတော့အေးဆေးပဲအိုးတော့လုံးဝမခုံအောင်ဘူးကျန်လေးသားကြီးနေတယ်ရှောင်းလည်းမရှောင်းအေးဘောလေးသူရှင်ကပဲဖြစ်လောက်မှာပါ go 50နှစ်တော့ရောက်လာပြီစတိတ်က100ကျော်ချင်းကျော်မယ်100လည်းဖြစ်ချင်းပြပါမယ်ဒါပေမဲ့100ပြည့်ချင်မှလည်းပြပါမယ်အားလည်းမပြောရဘူးပေါ့နော်ဒီ audio လည်းတစ်ခါမှမစော်ဘူးပေါ့နော်ကိုင်း idol စော်ပြနေလို့ကိုင်း idol web play ပေါ့နော်အဲ့မှာ idol တွေအများကြီးရှိပါတယ်ဒီတော့ဒီကမသိဘူး January ဆိုလိုက်တာစော်ပြရဲ့စင်းမြောင်ရဲ့လက်မြောင်ပေါ့နော်မမမြောင်ပေါ့မမမြောင်ရဲ့သူ့ရဲ့တငယ်ချင်းဖြစ်တဲ့တော့ January ဆိုလိုက်တာမစော်ဘူးပေါ့နော်တခြားကိန်းလေးကိုစော်ပြရဲ့စင်ပါရဲ့မမစင်ပါရဲ့တို့တော့ပူရပါရောသူ့ရဲ့နောက်ပြီးတော့ခိုင်တိုရဲ့နီကီရဲ့ကွန်ရဲ့ဝီပီရဲ့ခုံးနှခုံးကိုနှိပ်လိုက်ရအောင်ကွာဝီပီရဲ့နောက်ပြီးတော့ဟာကွာခုံးနှခုံးကိုနှိပ်နေအောင်ပါလို့အပေါ်တူဝီပီရဲ့ကွာနောက်ပြီးတော့ကျကွန်ဝဲပလေးရဲ့ကွာဒီစူးမြန်တို့ရဲ့ချယ်ရီရဲ့ဆမ်ရဲ့ဘယ်ရီရဲ့ရောမမြန်နိုးရဲ့မယွန်းရဲ့ညာကြီးပါဝေး no ဖြစ်တယ်ဒီနားနေပြန်စားရတော့လုံးဝမတရား let's go တကယ်လွယ်လွယ်လေးပါကံဝတ်ဖြစ်ပြန်တာတကယ်ပါနော်ဟာ
喂，老子在弄啊 ，bro， ဒီကနေ့ cherry ရဲ့ berry ရဲ့ sam ရဲ့မောင်နှမကြီးဆိုကြတကောင်းနေပဲပေါ့နော်တကောင်းကို3ကောက်မှလဲသူ3ယောက်ပေါင်းတင်ထားရဲ့ berry ကတော့အကောင်ရှိရလားလီစာငါဆိုဒီမှာနော်ရလောက်ဆိုတော့အထာတိသွားပြီအေးဆေးဖြစ်သွားပါပြီထင်တာပဲပူဘာပမ်ဘမ်ဘာဘီဘာ Let's go finally အောင်ရပါပြီရှင်အိုးအဲ့ဒါဘာလို့သွားရမလဲဒီကပို့လို့ရမလားနာကွန်Hello အမရဲ့လို့ခေါ်ဆောင်လားဟိုလေအော်တီရထင်နေသေးလားတက်တော့ Wait what နိုင်ဝိုင်းလား Oh my god နိုင်ဝိုင်းရေတခြားလားမရဘူးကွာထိုက်တော့ skip လို့လည်းမရဘူးခုံလား Wee နီးပဲ Wow ရရဟာ Oh my Wow မိုက်တယ်ဒါလေးယူမယ်ဒါလေးရောဟိုဒါကြရ Wait what ဒီလိုမရဘူးဒါရော skip လိုက်တာမလားစနာ skip ကိုသွားနေတာလေရဝိုင်း Wee ရူဘန်နေပဲကိုယ်မွေးနေတကယ်တော့ကိုင်းတော့ကရူဘန်မလို့ပါဘူးဒီဖက်တာလေးပါဒီပြေဆောင်နေပါဟဲ့ freeze ကနေငါတို့လာပြီးနေဒါမဲ့ရပါတယ်ယိုဂျင်းနီfine ခွေလိုက်မယ်မိုက်ပါရဲ့ Okay တကယ်ရူဘန်နဲ့ပေးဝဲလေအဲ့လိုပဲလား Oh my god မရတော့ပါဘူးထိုက်ပါဒါဆိုရင်chocolate ဒီကြိုက်စားလို့ရလားမရဘူး Oh my god ဝေးပြီးသားလေးဖြစ်သွားပဲလာလိုက်တာဆရာလေးရမ်းလာပါပြီကွလားလာပါပြီရှင်အဲ့ဆိုရင်ကိုင်းရဲ့ avatar လေးကတော့အရင်မဟုတ်တော့ပါဘူးဂျင်းညီလေးနဲ့ဖြစ်သွားပါပြီအားလုံးပဲဒီနေ့ဗီဒီယိုလေးကလောက်ပါပဲကြည့်ကြကြလို့ကျေးဇူးတင်ပါတယ်အားလုံးပဲ bye bye